ကျိုးလေးတွေဒီဇိုင်းစုံကြည့်ကျင်နေဆိုတဲ့သဲလေးတွေအတွက်နော်ကဲသွဲကျိုးလေးတွေဒီဇိုင်းစုံတင်ပေးပါဆိုတဲ့သဲလေးတွေဒီဗီဒီယိုလေးကိုတော့ပြအောင်ကြည့်သွားလိုက်မယ်ရှင်နော်ကဲဒီဗီဒီယိုလေးပြအောင်ကြည့်လိုက်ဒါလေးဆိုလို့ရှိရင်တမတ်သား9မူသားအဟန့်ဝင်းကျင်ရှိတဲ့ကျိုးလေးတွေပါရှင်နော်18လက်မအကျိုးလေး18လက်မအရှည်ကျိုးလေးတွေပြပေးထားတယ်ရှင်နော်ကဲဒါလေးတွေက1000ခွဲကနေစလို့18000တန်ထိရှိမယ်ရှင်နော်ဒီလိုမျိုးကျိုးလေးတွေအပြင်မှာလက်ရကာလာအစ်စ်နဲ့တူတော့ကာလာအကျန်းခံသောဒီဇိုင်းလေးတွေပါရှင်ကဲဘယ်ဒီဇိုင်းလေးကအလှဆုံးလဲရှင်နော်ကဲရွေးချယ်ပြီးမှာယူခြင်းတဲ့သဲလေးတွေနော်ဆက်လေးရိုက်ထားပါရှင်ဒါလေးတွေကကြတော့တစ်ချက်3မှတ်5မှုအဲ့လိုအဟန့်ရှိတဲ့ကြိုးမျိုးလေးတွေပါရှင်နော်ကဲဒီဇိုင်းကသူက MC ရှိမယ်9ရိုးရှိမယ်ဒီဇိုင်းလေးတွေအစုံပဲရှင်နော်ကဲကြိုက်တာလေးတွေရှိရင်အဆက်လေးရိုက်ထားပါရှင်နော်ဒီဇိုင်းလေးတွေအကျစ်ယူမလားဒီလိုမျိုးတန်ကြိုးဆိုရင်လည်းဒီလိုမျိုးအကျစ်ကြိုးရှိမယ်ဒီလိုမျိုးပုံစံဒီဇိုင်း2မျိုးရှိတယ်ရှင်နော်ကဲအပြင်မှာလည်းအစ်စ်နဲ့တူတဲ့ကာလာကလုံးဝအစ်စ်ရဲ့ကာလာတိုင်းတူတာလေးလိုချင်တယ်ကာလာအကျန်းခဏလေးလိုချင်တယ်ဆိုရင်တော့အများဆုံးမှာယူလိုက်မယ်ရှင်နော်သူကဒါလေးတွေက18လက်မအရှည်ရဲ့24လက်မအရှည်ရဲ့2 site လာတယ်ရှင်နော်ကြိုးအရှည်ကလေတဲတို့လိုချင်တဲ့ကြိုး site ကိုပြောပြီးမှာယူနိုင်တယ်ရှင်ဈေးနှုန်းလေးတွေကတော့18000 2000အဲ့လိုအဆရှိမယ်ရှင်နော်2000 2000အဲ့လိုအဆရှိမယ်ရှင်ဈေးနှုန်းလေးတွေကကဲကြိုက်တာလေးရှင်အဆက်လေးရိုက်ထားပါရှင်ဒီဒီဇိုင်းလေးတွေကကြတော့ယောက်ျားလေးပဲဝတ်ဝတ်မိန်းကလေးပဲဝတ်ဝတ်အဆင်ပြေတဲ့ဒီဇိုင်းလေးတွေပါရှင်ဒီလိုမျိုးဒီဇိုင်းလေးတွေရှင်နော်သူကဒါလေးတွေကလေကျိုးအရှည်က18လက်မရဲ့24လက်မရဲ့2မျိုးလာမယ်ရှင်နော် site 2မျိုးလာတယ်ဒီဇိုင်းလေးတွေပါရှင်နော်သူကဒီဘက်ကဆိုလို့ရှိရင်ဒေါင်းမီကျိုးချစ်စရာလေးရှင်နော်ဒေါင်းမီကျိုးဒီဇိုင်းလေးကဲတဲတို့ကြိုက်ရင် screenshot လေးရိုက်ထားပါရှင်နော်ဘယ်ဒီဇိုင်းလေးကအလှဆုံးလဲရှင်ကဲဘယ်ဒီဇိုင်းလေးကိုအကြိုက်ဆုံးလဲရှင်ရွေးကြည့်ပါရှင်ဒါလေးကဆိုလို့ရှိရင်လေသူကလေတန်ချိုးမှာဒီလိုဘောလုံးလေးထည့်ပေးထားတယ်ရှင်နော်သူကဒီဘောလုံးဒီနားထိပါမယ်ရှင်နော်ဘောလုံးသူရဲ့အစစ်မှာလာတဲ့ဒီဇိုင်း order ထဲဒီဇိုင်းမျိုးလေးရှင်နော်သူကတန်ကျိုးမှာဒီဇိုင်းဆန်းဆန်းပြပြလေးနဲ့ကဲအပြင်မှာဘယ်မှမရနိုင်တဲ့ဒီဇိုင်းမျိုးလေးတွေပါရှင်နော်ကဲလိုမျိုး order ထဲလေးကဲနော်ဒီမှာဘောလုံးကဒီလိုဘောလုံးလေးဒီမှာတစ်လုံးပါမယ်ဒီဘက်ဘေးမှာအလုံးဘောလုံးဘယ်နှလုံးပါမလဲဆိုတော့ဘောလုံး9လုံးပါမယ်ရှင်နော်ဘောလုံး9လုံးနဲ့ဒီလိုဒီဇိုင်းလေးချစ်စရာလေးရှင်နော်သူ့ရဲ့ကျိုးလေးကလည်းဒီလိုမျိုးကျိုးဒီဇိုင်းလေးရှင်ချစ်စရာလေးနော်အနီးကလေးပြပေးမယ်ကဲဒါလေးကြိုက်လို့ရှိရင်ဒါလေးက2000ရှင်နော်ကြိုင်အဆက်လေးရိုက်ထားပါရှင်လောက်ကတိလေးတွေဆိုရင်လည်းစိန်ရှိမယ်စိန်ရှိမယ်နီလာရှိမယ်ဒီဇိုင်းလေးတွေအစုံရှင်နော်နဝရက်6သွဲရှိမယ်ဒါလေးဆိုကြောက်စိန်လေးရှင်နော်သူရဲ့မီးကပြက်နေတော့လေပြင်မှာကာလာလေးပိုလှတယ်ရှင်နော်ကဲဒါလေးဆိုလို့ရှိရင်ဘယ်ဝက်စားနဲ့တွဲဝဲလိုက်တဲ့ဒီလိုမျိုးနဝရက်6သွဲဒီဇိုင်းလေးပါရှင်နီလာရှိမယ်ကဲချစ်စရာလေးရှင်နော်နောက်ဘက်9သွဲကကြတော့လေဘယ်ဝစားမျိုးတွဲဝဲလို့ရတယ်ရှင်နော်ဒါကကြတော့မိုးကုတ်ကြောက်ကာလာဒီဇိုင်းလေးရှင်ကဲကြိုက်တာလေးရှင်အဆက်လေးထားပါရှင်နော်ကဲအမရဲ့ပေတယ်မှာအခြားဒီဇိုင်းလေးတွေလည်းအများကြီးတင်ထားတယ်မို့လို့အမရဲ့ပန်းသစ္စာပေကိုဆက်သွဲလိုက်ပါမီးကပြတ်သွားတဲ့ခါကျတော့ပုံတင်ရတဲ့ကာလာလေးတွေကမလှတော့ဖြစ်သွားတယ်ရှင်နော်ဒါပြင်အပြင်မှာတော့အစစ်တိုင်းပဲရှင်တော်တော်လေးလှတယ်ရှင်မြန်မာတနိုင်ငံလုံးအိမ်ရငွေရှင်နဲ့မှာယူနိုင်တာမို့လို့ကဲအမြန်ဆုံးလာမှာလိုက်တော့ရှင်နော်ထိုင်းမလေးစင်ကာပူအမေရိကနိုင်ငံထိပို့ပေးပါတယ်ရှင်